ဒါလေးကတော့ဖြည့်ပေးတဲ့လို့ထင်တယ်။ဘာလို့လဲဆိုတော့နေ့တူပါပေါ့လေ page charge ပေါက်မှာရောအခုမှအလုပ်လာတဲ့ client တော်တော်များများမေးတဲ့မေးခွန်းဖြစ်နေလို့ပါ။ဆိုတော့ဒီမေးခွန်းလေးကျွန်တော်ဖြည့်ပေးလိုက်မယ်နော်။အဲ့တော့ဒီမှာမေးထားတာကကျွန်တော်တို့ page တစ်ခုကိုစတဲ့အခုမှလုပ်ထားတယ် page အသစ်ပဲရှိသေးတယ်။ရောင်းရခြင်းနဲ့ဘယ်လိုမျိုး campaign တွေ run တင်တယ်ကြော်ညာပိုင်းအောင်ဘယ်လိုမျိုးစတင်နေဆိုပုံစံမျိုးမေးထားပါလေ။ဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီ Facebook page တစ်ခုကိုစလိုက်ပြီဆိုလို့ရှိရင်အရင်ဆုံးတော်တော်များများမလုပ်ကြလဲဆိုတော့အယောင် post တွေတင်တယ်ပြီးသွားရင်အယောင် post တွေ boost တွေထိုးကြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ page ကလူလည်းမသိသေးဘူး like and follow တွေလည်းမရှိသေးဘူးအဲ့ချိန်မှာ message campaign အနေနဲ့တန်းပြီး run ကြတဲ့အခါကျတော့ CPN တွေမြင့်တယ် order တွေမရဘူးကြော်ညာဘိုးတွေရှုံးကြတယ်ပေါ့လေဆိုတော့အဲ့အတွက်ကျွန်တော်ဒီမှာအချမ်းပေးချင်တာလीကျွန်တော်2021လောက်တည်းကစပြီးတော့ဒီ Facebook marketing ကိုစလာဖြစ်တဲ့အတွက်ကျွန်တော် experience ပြပြရလို့ရှိရင် page တစ်ခုစပြီဆိုလို့ရှိရင်အရင်ဆုံးအယောင် post တွေကိုမကြော်ညာပါနဲ့ဘယ်တော့မှအရင်ဆုံးကျွန်တော်တို့က page promote ဆိုတဲ့ campaign ကိုအရင်ဆုံး run တင်တယ်page promote ဆိုတာကကျွန်တော်တို့ page တွေမှာ like တွေ follow တွေတောင်းလုပ်တာနောက်ပိုင်းတော့ follow ပဲပေါ်တော့တယ်ပေါ့လေ like တွေပျောက်သွားပြီဆိုတော့ follower အရင်များရအောင်အရင်လုပ်တယ် follower campaign တွေ run နေတဲ့အချိန်မှာကျွန်တော်တို့စီမှာဘယ်လို service တွေရတယ်ပြီးသွားလို့ရှိရင်ဘယ်လို product တွေရောင်းနေဆိုတဲ့ဟာကိုနေ့တူကကျွန်တော်တို့ post လေးတွေတင်ပြီးတော့ကို page ကို follow လုပ်ထားတဲ့သူတွေကိုဘာလုပ်တယ်ဆိုတာကိုသိအောင် awareness ရအောင်အရင်ဆုံး run တင်နေပေါ့လေဆိုတော့ marketing ရဲ့ procedure အတိုင်းပဲကျွန်တော်တို့ AIDA ဆိုတဲ့ process ရှိတယ်အဲ့ဒါလေးဒီနေရာမှာနည်းနည်းကြုံလုံးလေးကျွန်တော်နည်းနည်းရှင်းပြမယ်ပေါ့လေ AIDA ဆိုတာကြတော့ A ဆိုတာ awareness ကိုပြောတာကျွန်တော်တို့ဘာလုပ်တယ်ဘယ်သူဆိုတာကိုလူတွေသိလာအောင်ကျွန်တော်လုပ်တဲ့အဆင့်ပေါ့လေ I ဆိုတာက interest ကျွန်တော်တို့လုပ်ငန်းကိုလူတွေစိတ်ဝင်စားလာအောင်လူတွေကြိုက်လာအောင်လုပ်တာပေါ့လေဆိုတော့စိတ်ဝင်စားလာပြီဆိုရင်နောက် step အနေနဲ့ကကြတော့ D ဆိုတဲ့ design ရကျွန်တော်တို့ရောင်းတဲ့ပစ္စည်းကျွန်တော်တို့ပေးတဲ့ဝန်ဆောင်မှုကိုလူတွေရယူခြင်းလောက်အောင်လူတွေဝယ်ခြင်းလောက်အောင်လူတွေကြိုက်လာအောင်လုပ်တာဆိုတော့ design ရအဲ့စင်နောက်ဆုံးစင်က action sales conversion ဖြစ်သွားတယ်ပေါ့လေနောက်ဆုံးဝယ်သွားတယ်ဝယ်ယူသွားအောင်လုပ်တယ်ဆိုတော့ဒီ process ကတော့ marketing ဘယ်လုပ်ငန်းမဆိုဒီ process တွေအတိုင်းပဲတော့ရမှာပေါ့လေဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့အဆင့်တွေကြော်ပြီးတော့အခုပဲပေးဖွင့်နေအခုပဲတမ်းမြေရောင်းကောင်းခြင်းလို့တော့မရဘူးပေါ့လေဆိုတော့ကျွန်တော်တို့စီကိုစပြီးတော့ page လေးကအခုမှစဖွင့်ထားတာပါဘယ်လိုတွေ run ရမလဲရောင်းကောင်းလုပ်ပေးပါအောင်ဆိုကျွန်တော်တို့အဲ့တိုင်းလေးပဲအကြံပေးဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့က page ဖွင့်လိုက်ပြီးသွားပြီဆိုလို့ရှိရင် promote campaign ကိုအရင် run မယ်အနည်းဆုံးတော့ကျွန်တော်အကြံပေးချင်တာ 3k ကနေပြီးတော့ 5k လောက်ထိတော့ရှိထားတယ်ဘာလို့လဲဆိုတော့ page တစ်ခုကကျွန်တော်တို့ဝင်လိုက်ပြီဆိုတာနဲ့ impression ရဲ့ဗမာမှုတွေအရင်ဆုံးကြည့်လိုက်လို့ရှိရင်ဒီ page က follower ဘယ်လောက်ရှိလဲဆိုတာအရင်ဆုံးအများဆုံးကြည့်ကြဖြစ်တဲ့အတွက်page promote campaign တွေ run တင်တယ်အဲ့နေရာမှာလည်းကျွန်တော်နောက်ထပ်တစ်ခုအချက် suggestion ပေးချင်တာကကျတော့ digital light တွေမဝယ်ပါနဲ့ဘာကြောင့်လဲဆိုတော့ဒါတွေကကိန်းကနန်းလေးပဲတက်သွားတယ် impression တက်သွားမှန်ပေမဲ့ရေရှည်တော့မကောင်းဘူးပေါ့လေခုနလိုမျိုးပေါ့ကိုကimpression အတွက်ပဲတည်တံ့သုံးနေတယ်ဆိုရင်တော့ digital light ဝယ်ပေါ့လေဒါကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုပဲကျွန်တော်ကပိုကောင်းမဲ့အရာကိုအကြံပေးတာပါ okay base light လေး 3k 5k လောက်ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံး sales post တွေစပြီးတော့တင်လို့ရပြီဆိုတော့ pay promote campaign brand နေတဲ့ awareness post တွေကိုတောက်လျှောက်ကျွန်တော်တို့တင်ခဲ့ပြီးသွားပြီဆိုတော့တော်တော်များများက follow ထားတဲ့သူတွေကလည်းကိုဘာလုပ်တယ်ဒီ page ကဘာရောင်းနေဆိုတာကိုတော်တော်များများသိနေပြီးတော့ပြီဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ကအယောင် post ကို copywriting နဲ့ရှင်းရှင်းလင်းလင်းလေးစာအရှိကြီးမဟုတ်ဘဲနဲ့ copywriting ပုံစံမျိုးရေးပြီးတော့ကျွန်တော်တို့ social media design တွေတခြားလေးဆွဲမယ်တကယ်လို့ social media design အရင်ကြီးကောင်းအောင်မဆွဲတော့ဘူးဆိုရင်အပြင်ရဲ့ reality ပုံကိုပဲကြီးကြီးလေးပြပြသားသားလေးနဲ့ square size မှန်မှန်လေးရိုက်ပြီးတော့တင်ပြီးတော့ college post ပုံစံမျိုးလေးရိုက်တယ်ပေါ့လေဆိုတော့အဲ့လိုပုံ post ကိုကျွန်တော်တို့ကmessage campaign ပြီးသွားရင် engagement campaign တွေနဲ့တွဲပြီး run လုပ်ရတယ်ဆိုတော့အဲ့လိုမျိုး post ကိုကျွန်တော်တို့ကအရင်ဆုံး engagement campaign တွေနဲ့အရင် run တင်တယ်ဆိုတော့ engagement campaign ကကြတော့ကျွန်တော်တို့ post ကို reaction တွေများလာအောင် like comment share တွေများလာအောင်လုပ်တာပေါ့လေဆိုတော့ post ကြော်ညာ post တစ်ခုကကျွန်တော်တို့ like တွေအများများနေတယ် comment တွေအများများနေဆိုရင်လူတွေကစိတ်ဝင်စားတယ်ဒါကြောင့်မလို့ကျွန်တော်တို့က message campaign နဲ့တမ်းပြီးတော့ run စေချင်တာ message campaign ရဲ့သဘောတရားကကျွန်တော်တို့ကြော်ညာ post ကိုဝန်ထမ်းကြီးရှိတဲ့သူကိုတွားပြမယ်စိတ်ဝင်စားတဲ့သူလို့ရှိရင် message တန်းနေပြီးတော့ page charge ပေါက်တွေရောက်လာတာအဲ့ဒီအဆင့်မတိုင်ခင်မှာကျွန်တော်တို့ engagement ကိုအရင် run စေချင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့က engagement ဆိုတာကကြတော့ခုနအချိန်မှာပြောခဲ့သလိုပဲကျွန်တော်တို့လူတွေစိတ်ဝင်စားလာအောင် reaction တွေ comment တွေ share တွေများလာပြီဆိုလို့ရှိရင်လူတွေကပိုစိတ်ဝင်စားတယ်ဆိုတော့လူသိအောင်အရင်လုပ်လိုက်တာပေါ့လေဆိုတော့ဒီကြော်ညာ post ကိုမြင်လိုက်တာနဲ့ကျွန်တော်တို့ကlike တွေ comment တွေ share တွေအရင်များနေပါလားဆိုတော့ audience ရဲ့အမြင်မှာဖြစ်သွားစီအောင်ကျွန်တော်တို့လုပ်တာအဲ့တော့နောက်တစ်ချက်ကကျတော့ message campaign နဲ့တွဲပြီးတော့ run လိုက်တဲ့အခါကျတော့တစ်ဖက်မှာလည်းလူများများသိလာမယ် reaction တွေများလာမယ် post ကလည်းနည်းပေါက်လာမယ်ပေါ့လေပေါက်လာပြီးတော့လို့ရှိရင်ကျွန်တော်တို့က message campaign နဲ့
ထပ်ပြီး run နေဆိုလို့ရှိရင်အဲ့လို sales ပို့မျိုးကအများစု result ကောင်းကြတာတွေ့တယ်။ဘာလို့လဲဆိုတော့ engagement လည်း run တယ် message လည်း run တယ်။ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့အယောင်ဖို့တစ်ခုကို run မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်။နောက်ပိုင်းမှာလည်းအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ save post တစ်ခုက result ကောင်းသွားပြီဆိုလို့ရှိရင်အဲ့ post ကိုပဲကျွန်တော်တို့အမြဲတမ်းတောက်လျှောက်duration နဲ့ budget ပေါ့လေဒါ extension လုပ်ပြီးတော့အမြဲတမ်း result ကောင်းတဲ့အထိ run သွားလို့ရပါတယ်ဆိုတော့ဒီ result ကောင်းပြီ result မကောင်း result ကျလာပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ် save post ကို create လုပ်မယ်ဒါမှမဟုတ်လို့ရှိရင် product တစ်ခုထွက်တယ်ဆိုလို့ရှိရင်အဲ့ဒီတစ်ခုကို post တင်ပြီးတော့ကျွန်တော်အဲ့ခုန share ပုံစံတိုင်းလေးပဲဆက်ပြီးတော့ run သွားလို့ရပါတယ်ဆိုတော့ page promote ကကြတော့ကျွန်တော်တို့တစ်လကိုလအစနဲ့ဒီပြတ်တုံးလက်တုံး23နောက်ပိုင်းပေါ့လေဆိုတော့အဲ့လိုချိန်မျိုးတွေမှာ page promote တွေပုံမှန်လေး run သွားတင်တယ်ပေါ့လေဒါမှပဲ page လေးက follow တွေတောက်လျှောက်တက်ပြီးတော့နောက်ပိုင်းကို boost မလုပ်ဘဲနဲ့တောင်မှ organic reach လေးနဲ့ဆက်ပြီးတော့တွားလို့ရအောင် page promote campaign ကကူညီပေးပါလိမ့်မယ်ဆိုတော့နားလည်ပါမယ်ဒီတိုင်းလေး run ကြည့်ပါအဆင်ပြေပါလိမ့်မယ်ဆိုတော့ဒီ generation ရင်ကျွန်တော်တို့ comment ထဲမှာထပ်ပြီးတော့မေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye